မြန်မြန်ဆုတ်ကြစို့ဒီနေရာကနေအမြန်ဆုံးထွက်သွားကြရအောင်လူသားစခန်းကစူးစမ်းရေးအဖွဲ့သားတွေကြောက်လန့်တုန်လှုပ်ပြီးပြန်ဆုတ်ဖို့ပြင်နေတဲ့အချိန်မှာပဲလင်ကျိုးကပြုံးပြီးအနောက်ကနေလှမ်းခေါ်လိုက်ပါတယ်တထေးတို့မလောပါနဲ့ဥပြဒီကဘာပြက်ကတ်ထဲမှာလူတိုင်းရိတ်ခါနဲ့ပစ္စည်းတွေပြက်လက်နေကြတာမဟုတ်ဘူးလားကျွန်တော်တို့ကုမ္ပဏီရဲ့ကုန်ထုတ်စွမ်းအားကအလွန်မြင့်မားပါတယ်အေးအေးဆေးဆေးထိုင်ပြီးလေ့လာကြည့်ပါဦးဗျာလင်ကျိုးကစိတ်ထဲကနေဒီလူတွေကငါ့ရဲ့အဖိုးတန်ဖောက်တဲ့ကြီးတွေဖြစ်လာမှလို့တွေးနေတော့ရုံးခန်းထဲကိုအဆင့်တစ်ဆက်ဇွန်ဘီကြီးနောက်တစ်ကောင်ထပ်မံဝင်ရောက်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့အဖွဲ့သားတွေခင်ဗျာဖျားရည်အဆင့်တစ်ဆက်ဇွန်ဘီကြီးနောက်တစ်ကောင်လားအဆင့်တစ်ဆက်ဇွန်ဘီတွေကဟင်းသီးဟင်းရွက်ဈေးကွက်ထဲကပိုးဟတ်တွေလိုပဲဘာလို့ဒီလောက်တောင်နေရတကမှအများကြီးရှိနေရတာလဲဆိုပြီးအကြီးအကျယ်လမ်းဖြန့်ကုန်ကြပါတယ်အဲ့ဒီအချိန်မှာလင်ကျိုးကဇွန်ဘီမလေးရှောင်းမားကိုတွားချေကုမ္ပဏီရဲ့ပထမဆုံးစာချုပ်အောင်မြင်မှုအတွက်မင်းကိုပဲတာဝန်ပေးလိုက်မယ်ဒီအလုပ်ကိုအောင်မြင်လုပ်နိုင်ရင်စုချင်းငွေနှစ်ဆရစေရမယ်လို့အမိန့်ပေးပြီးဧည့်သည်တွေကိုဧည့်ခံခိုင်းလိုက်ပါတော့တယ်အဖွဲ့ခေါင်းဆောင်ကကြည့်ရတာဒီနေ့တော့ငါတို့လွယ်လွယ်နဲ့ပြန်လို့ရမှာမဟုတ်တော့ဘူးလို့တွေးပြီးလင်ကျိုးရဲ့ကုမ္ပဏီတွေကိုလိုက်လံကြည့်ရှုရပါတော့တယ်လင်ကျိုးကကျွန်တော်တို့ကုမ္ပဏီရဲ့လုပ်ငန်းကကွင်းဆက်တစ်ခုလုံးကိုလွှမ်းခြုံထားတာပါလို့ရှင်းပြရင်စက်မှုအလုပ်ရုံကိုလိုက်ပြတဲ့အခါအဖွဲ့သားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း250ကဒဏ္ဍာရီလာအလိုလျောက်ကုန်ထုတ်လုပ်မှုစက်ရုံကြီးကိုမြင်ပြီးမယုံနိုင်အောင်ဖြစ်သွားကြပါတယ်ဒါတင်မကပဲစိုက်ပျိုးရေးအလုပ်ရုံကိုရောက်တဲ့အခါမှာလဲစိုက်ပျိုးရေးသူတို့ကလေဘာစိုက်တက်တာလားတီးနှံတွေကလည်းအကောင်းကြီးတွေပါလားဆိုပြီးပါဆက်အဟောင်းသားဖြစ်သွားကြရပါတယ်အဆိုးဆုံးကတော့မွေးမြူရေး channel မှာအရှင်လက်လက်ရှင်တန်နေတဲ့ကြက်တွေဝက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာပဲစခန်းမှာအမြဲတမ်းအာဟာရမုံ6တွေပဲစားနေရတဲ့အဖွဲ့သားတွေဟာလင်းဆန်းဒီပစ္စည်းတွေကိုရောင်းမလားဗျာကျွန်တော်တို့မှာရှိတဲ့စွမ်းအင်ကြောက်ခဲတွေအကုန်ပေးပါမယ်ဘလောက်ဈေးကြီးကြီးဝယ်ပါမယ်လို့အသေးအတန်တောင်းပန်ပါတော့တယ်အဖွဲ့သားတွေကဒီဇုံဘီတွေကလဲစိုက်တတ်တယ်အလုပ်လဲလုပ်တတ်တယ်သူတို့သာရှိရင်လူသားတွေဒုက္ခကကယ်တင်နိုင်ပြီလို့တွေးမိပေမဲ့တပြိုင်နက်တည်းမှာပဲဇွန်ဘီတွေနဲ့အတူရှိနေတာကအလွန်အန္တရာယ်များတယ်လို့တွေးပြီးတိုးဆုပ်နေကြပါတယ်လင်ကျိုးကတော့ပစ္စည်းတွေကိုတိုက်ရိုက်ရောင်းဖို့ကမဖြစ်နိုင်ဘူးငါရဲ့ရည်ရွယ်ချက်ကအမျက်ကြီးစားကုန်တယ်လို့ဖို့မဟုတ်ဘူးအလုပ်သမားတွေငှားရမ်းတဲ့နီးနဲ့လူသားစခန်းတွေစီထိုးဖောက်ပြီးဒီကဘာပြက်ကရဲ့အစစ်အမှန်ဘရင်ကြီးဖြစ်လာဖို့ပဲလို့ကြံစီထားပါတယ်ဒါကြောင့်သူကလူကြီးမင်းတို့ရဲ့စေတနာကိုထောက်ထားပြီးပုံမှန်ဆိုရိတ်ခါတွေမရောင်းပေမဲ့ဒီနေ့တော့အထူးချွင်းချက်အနေနဲ့ရောင်းပေးပါမယ်စွမ်းရင်ကြောက်ခဲနဲ့တွက်မယ်ဆိုရင်လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တပိတ်တာကိုကြောက်ခဲ3 သိန်းတစ်သီးဆို2 သိန်းနဲ့ဆေးဝါးဆိုရင်ကြောက်ခဲ9 တန်းလို့ဈေးနှုန်းကိုအစမတန်တောင်းလိုက်ပါတော့တယ်ဈေးနှုန်းကအလွန်ရက်ဆက်လွန်းလာကြောင်းအဖွဲ့သားတွေခမဝယ်ဖို့မတတ်နိုင်တော့ပါဘူးကဘာပြက်ကတ်ဖြစ်တာနှစ်ပေါင်း250ရှိပြီမို့မျိုးစေ့နဲ့စိုက်ပျိုးရေးနည်းပညာတွေပြက်လက်နေတာကြောင့်ဘယ်မှဝယ်မရမှန်းလင်ကျိုးကကောင်းကောင်းသိပါတယ်အဲ့ဒီအချိန်မှာပဲလင်ကျိုးကဒါဆိုရင်ဈေးကြီးတဲ့ရိတ်ခါဝင်မဲ့အစားကျွန်တော်တို့ရဲ့ဇွန်ဘီအလုပ်သမားတွေကိုငှားရမ်းဖို့စဉ်းစားကြည့်ပါလားကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကဘယ်တော့မှမမောပန်းဘူးမငြင်းညူဘူးလူမှုဖူလုံရေးစရိတ်လည်းပေးစရာမလိုဘူးလို့အကွက်ဆင်လိုက်ပါတယ်အဖွဲ့သားတွေကဇွန်ဘီတွေကိုစခန်းထဲခေါ်လာရင်ဘယ်ချိန်တောင်းချက်မလဲမသိလို့ကြောက်နေတော့လင်ကျိုးကတာမန်ဇွန်ဘီအလုပ်သမားတစ်ယောက်ကိုတရက်မှစွမ်းရင်ကြောက်ခဲ30တုံးပဲကြားတင်ပြီး24နာရီပတ်လုံးအလုပ်လုပ်နိုင်တဲ့ရိတ်ခအနှဲငယ်လဲလက်ဆောင်ပေးဦးမှာပြီးတော့ကျွန်တော်ကတီးတန့်ထိန်းချုပ်ရေးချက်ပြပေးထားမှာမို့လို့သူတို့တောင်းကျမ်းလာရင်ဖုန်းထဲကနေလှမ်းပြီးစက်ပိတ်ပစ်လို့ရတယ်လို့ရှင်းပြလိုက်ပါတယ်စခန်းကိုအမြဲတမ်းခေါင်းပုံဖြတ်ပြီးတရက်ကိုကြောက်ခဲ90တောင်းတဲ့အပြင်အလုတ်ခိုးလုပ်တတ်တဲ့ရှုမိသားစုထက်အများကြီးတက်တာကြောင့်အဖွဲ့သားတွေဟာလင်ကျိုးစီကနေအနေအနည်းဆုံးဖြစ်မဲ့အစင်းနှိပ်ဇွန်ဘီမလေးရှောင်းဆန်းသားကိုတပတ်စာဆန်းကားဖို့သဘောတူပြီးစာချုပ်ချုပ်လိုက်ကြပါတော့တယ်လင်ကျိုးကလည်းဒါပေါ့ဒီကလေးမလေးကစာချုပ်ချုပ်ရင်အလက်ကားပေးတဲ့လက်ဆောင်ပဲလေးလို့ပြောပြီးစာချုပ်ထဲမှာဇွန်ဘီတောင်းကျမ်းလာရင်တာဝန်ယူမဲ့အချက်တွေကိုတေချာရေးပေးလိုက်ပါတယ်အဖွဲ့သားတွေဟာစာချုပ်ချုပ်ပြီးတာနဲ့လင်ကျိုးကျွေးမွေးတဲ့လက်ဆက်တဲ့กินထားတဲ့ကြက်သားတွေစတော်ဘယ်ရီသီးတွေနဲ့စွပ်ပြုတ်တွေကိုစားတောက်ပြီးကောင်းကင်ဘုံရောက်သွားတယ်လို့ခံစားရတာကြောင့်စခန်းအတွက်ရိတ်ခအများကြီးကိုဈေးကြီးပေးပြီးဝယ်ယူသွားကြပါတော့တယ်စူးစမ်းရေးအဖွဲ့ပြန်သွားတာနဲ့စနစ်ကနေပထမဆုံးစာချုပ်အောင်မြင်စွာချုပ်ဆိုပြီးပါပြီကုန်တိုက်စနစ်ကိုဖွင့်လှစ်ပေးလိုက်ပါပြီလို့အကြောင်းကြားလာပါတယ်လင်ကျိုးကမကြခင်သူတို့ရှောင်းဆန်းဆန်းရဲ့စွမ်းရည်ကိုတည်သွားရင်ငါရဲ့အလုပ်သမားတွေကိုအုံထွက်ငါကြတော့မှစင်းချန်စခန်းကပထမဆုံးခြေလှမ်းပဲနောက်ဆိုရင်တကဘာလုံးကစခန်းတွေငါချီကွာအောက်ရောက်လာရမယ်ပြီးတော့ငါကိုအတုံးမကျတဲ့အမိုက်ဆိုပြီးနှင်ထုတ်ခဲ့တဲ့ရှုမိသားစုမင်းတို့ဘလောက်ကြီးမားတဲ့အခွင့်အရေးကိုဆုံးရှုံးလိုက်ရလဲဆိုတာမကြခင်နာနာကျင်ကျင်သိစေရမယ်လို့ကြုံဝါလိုက်ပါတယ်တပြိုင်နက်တည်းမှာပဲစင်းချန်စခန်းရဲ့အရာရှိကြီးစီကိုရှုမိသားစုစီကနေအရေးပေါ်သတင်းစကားရောက်လာပါတယ်အဲ့ဒါကတော့အလုတ်သမားငါးရန်ကကိုနောက်ထပ်30%ထပ်တိုးလိုက်ပြီး
မပေးနိုင်ရင်အလုတ်သမားတရာကိုအနောက်ဘက်စခန်းစီပြောင်းပို့ပစ်မယ်ဆိုပြီးရိုင်းရိုင်းဆိုင်ဆိုင်ချင်းချောက်လာတာပါစခန်းအရာရှိတွေကပြီးခဲ့တဲ့လကတင်10%တိုးထားတာသူတို့ကငါတို့ရဲ့မျှော်လင့်ချက်စီမံကိန်းကိုတည်သွားလို့အကွက်ဆင်ပြီးခေါင်းပုံဖြစ်တာပဲဒီကောင်မစုပ်တွေဆိုပြီးဒေါသတကြီးအန်ကျိတ်နေကြပါတော့တယ်ကဲအင်အားကြီးပြီးလူသားတွေကိုခေါင်းပုံဖြတ်နေတဲ့ရှုမိသားစုရဲ့ချင်းချောက်မှုကိုခံနေရတဲ့လူသားစခန်းဟာလင်ကျိုးစီကငှားလာတဲ့ဇွန်ဘီမလေးရဲ့စွမ်းရည်ကြောင့်ဘလို့တော့အပြောင်းလဲကြီးပြောင်းလဲသွားမလဲဆိုတာကိုတော့အပိုင်း3မှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးပါဦးဗျာဗီဒီယိုလေးကိုသဘောကျရင် YouTube မှာ like နဲ့ subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်